ချင်းတွေအိတ်ကတဲ့တဲ့ထားနူပြောချင်းတွေရောင်းကစားချစ်တော်သူများကိုဝေကနေလွင်ရအထီးကျန်ခြင်းကိုခဏမေးထားကြုံတွေ့နေရပြီလောကတန်တရားဒီခံခြင်းသာကောင်းစိုးရမဟုတ်လားမာနာမြာခဝါချာကိုချင်းစာမိတဲ့တိုင်းတစ်ပါးရောက်သူများရင်ဆိုင်နေဒီလိုခက်ခဲ